ra အတန်းမှာကြတော့ ra ri ru re ro ဆိုပြီးတော့၅ခုရှိမယ်နော်ကဲအဲ့ဒီ ra တန်းကစလုံးလေးတွေရေးကြည့်ရအောင် ra ဆိုရင် row မကြီးနဲ့က r e ra ကဲ ra ဆိုတဲ့စလုံးလေးကအပေါ်ကမြင်းဖြောင်လေးတစ်ချက်ဆွဲမယ်ပြီးရင်အဲ့ဒီမြင်းဖြောင်ရဲ့အောက်မှာနောက်ထပ်မြင်းဖြောင်တစ်ချက်ဆွဲပြီးရင်အဲ့ဒီနောက်မှာတောင်လေးချိုးပြီးအောက်ကိုပြန်ကွေးမယ်နှစ်ချက်ဆွဲပေးရမယ်နော်ကဲပြန်ဆွဲကြည့်မယ်နော်အပေါ်မြင်းဖြောင်တစ်ချက်အောက်ကမြင်းဖြောင်တစ်ချက်ပြီးအောက်ကိုပြန်ကွေးမယ်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ဒါပါလဲဆိုရင်ခဏခဏ ra နောက်တစ်ခုကကြာ ri 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 ကဲ ri လေးကကြာဟီရာကနာတော့ကဆွဲခဲ့တဲ့ပုံစံလေးနဲ့တူတယ်ရှေ့မှာမြင်းလေးတစ်ခုဆွဲလိုက်မယ်ပေါ့နော်အပေါ်အောင်မြင်းလေးဆွဲလိုက်မယ်ဒီနားလေးမှာအချွန်လေးမထည့်တော့ဘူးနော်ဟီရာကနာတော့ဒီဘေးလေးမှာအချွန်လေးပါတယ်ဒီခတာကနာမှာမပါတော့ဘူးပြီးရင်ဒီမြင်းကနေဒီဘက်ကိုနည်းနည်းလေးခွာပြီးတော့ပြန်ပြီးအောက်ကိုလိုလေးဆွဲလိုက်မယ်နော်အဲ့တော့သူကလည်းနှစ်ချက်တည်းပဲဆွဲပေးရပါမယ်တစ်ချက်နှစ်ချက် ri 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 ပေါ့နော်ဒါပါလဲဆိုရင်ခတာခနာရဲ့ ri ဆိုတဲ့စက်လုံးလေးပါနောက်တစ်ခုက ru ကဲခတာခနာရဲ့ ru ဆိုတဲ့စက်လုံးလေးကကြတော့ပေါ်ကနေအရှိကို white ကလေးစောင်းလိုက်မယ်တစ်ချက်ပြီးရင်နောက်တစ်ချက်နည်းနည်းလေးเนาะသူနဲ့ဘေးကက်ရက်လေးမှာအောက်ကိုအတဲဆင်းမယ်ဆင်းပြီးတော့ဒေါင်လေးချိုးပြီးအပေါ်ကိုပြန်ပြီးတော့ဆောင်းလေးဆွဲလိုက်မယ်เนาะအဲ့တော့သူကဆွဲချက်နှစ်ချက်ဆွဲမယ်ရှေ့ရမြင်းကကြတော့ကွေးကွေးလေးဆွဲပြီးတော့နောက်ကမြင်းကအတဲဆွဲပြီးမှအပေါ်ကိုပြန်ဆောင်းမယ်เนาะ root ရှေ့ကဆောင်းနောက်ကအတဲပြီးမှပြီးကိုကွေးကွေးလေးဆွဲချလိုက်မယ်တစ်ချက်နှစ်ချက်ဒါပါလဲဆိုရင်ခတာခနာရဲ့ root ra ri root ပြီးရင် re ကဲ re လေးကကြာစမှာ root ရဲ့ဒီအနောက်ကဆွဲချက်လေးနဲ့တူပါတယ်အရှိကဟာလေးမပါတော့ဘူးပေါ့နော်ပေါ်ကနေအောက်ကိုမြင်အတက်လေးဆွဲချပြီးရင်တောင်လေးချိုးပြီးအပေါ်ကိုပြန်ပြီးတော့ကွေကွေလေးဆွဲမယ်တစ်ချက်တည်းပဲတန်းဆွဲပေးရမယ်တစ်ချက်နော်ဒါ re ဆိုတဲ့စလုံးလေးတစ်ချက်တစ်ချက်ဒါပါလဲဆိုရင်ခန္ဓာခန္ဓာ re ဆိုတဲ့စလုံးလေးပေါ့နော် re ပြီးတော့ ro 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 ကဲ ro လေးကကြတော့၄တောင်အကွက်ပုံစံလေးပေါ်ကနေအောက်ကိုမြင်းလေးတူတူတစ်ချက်ဆွဲလိုက်မယ်ပြီးရင်အဲ့ဒီမြင်းလေးရဲ့ထိပ်ကနေနောက်ကိုအဖြောင်တိုင်းသွားအောက်ကိုဒေါင်းလေးချိုးပြီးပြန်ဆင်းမယ်တစ်ချက်နှစ်ချက်ပြီးရင်ရှေ့ရမြင်းကနေနောက်မြင်းကိုဆွဲပြီးပိတ်လိုက်မယ်အဲ့သူကဘယ်နှချက်လဲ၃ချက်ဆွဲရမယ်ပေါ့နော်ဒီနေ3တစ်ချက်နှစ်ချက်၃ချက်ဒါကဘာလဲဆိုရင်ခတာခနာ ro ဆိုတဲ့စလုံးလေးเนาะ ra ri ru re ro ra ri ru re ro ဟုတ်ပြီเนาะကဲ ro ပြီးတော့နောက်တစ်ခုကဘာကြံလဲဆိုရင် wa တန်းက wa wo ရဲ့နောက်တစ်ခုကဆိုတဲ့စလုံးလေး၃ခုပဲကြံတယ်ကဲအဲ့ဒါလေးရေးကြည့်မယ်เนาะ wa ဆိုရင် w a wa ကဲခတာခနာရဲ့ wa ဆိုတဲ့စလုံးလေးကကြတော့ဒီမှာပေါ်အောင်မြင်းတူလေးတစ်ချက်ဆွဲလိုက်မယ်ပြီးရင်အဲ့ဒီမြင်းလေးရဲ့ထိပ်ကနေနောက်ကိုအမြင်းအဖြောင်လေးရှိရှိလေးဆွဲမယ်ပြီးရင်အောက်ကိုဒီလိုလေးပြန်ဝိုက်မယ်နော်နှစ်ချက်ဆွဲရမယ်ဒီနှစ်ဝတစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်နောက်ဒါပါလဲဆိုရင်ခတာခနာရဲ့ ဝဆိုတဲ့စလုံးလေးပေါ့နော်ဝပြီးတော့ wo wo ကဲ wo ဆိုတဲ့စလုံးလေးကကြတော့မြင်းတစ်ချက်ဆွဲမယ်ပြီးရင်အောက်မှာမြင်းတစ်ချက်ဆွဲမယ်ဒီအနောက်လေးမှာနည်းနည်းလေးတူပြီးတော့ဆွဲမယ်နော်တစ်ချက်နှစ်ချက်ပြီးရင်အပေါ်မြင်းကနေအောက်မြင်းကိုထိပြီးတော့ဒီလိုကွေးကွေးလေးဆွဲလိုက်မယ်အဲ့တော့သူက3ချက်ဆွဲပေးရမယ်တစ်ချက်နှစ်ချက်သုံးချက်ဒီနေ3ဒီနေ3
ဒါပါလဲဆိုရင်ဝို့ဆိုတဲ့ခတာခဏရဲ့ဝို့ဆိုတဲ့စလုံးလေးနော်ဝို့ပြီးတော့နောက်ဆုံးတစ်လုံးဖြစ်တဲ့ဆိုတဲ့စလုံးလေးနော်ပါဇက်လေးပိတ်ပြီးတော့စီရမှာနော်ဆိုတဲ့စလုံးလေးကကြတော့ဆောင်းလေးတစ်ချက်ဆွဲပြီးတော့နောက်တစ်ချက်ကဒီအောက်ကနေအပေါ်ကိုဒီလိုလေးပင်ပြီးတော့ဆွဲရမယ်ဆွဲချက်က2ချက်ထဲပဲဆွဲရမယ်နော်ကနေအပေါ်ကိုပင်ပြီးတော့ဆွဲမယ်အဲ့ဆွဲချက်2ချက်တစ်ချက်2ချက်ဒီနှစ်ဟုတ်ပြီနော်ဒါပါလဲဆိုရင်ဆိုတဲ့ခတာခဏရဲ့ဆိုတဲ့စလုံးလေးကြည့်ဒါဆိုရင်ရာတန်းမှာကြတော့ရာရီရူရဲရိုဝါဟိုဆိုပြီးတော့ကြည့်တော့ခတာခဏလေးတဲ့ခြားလုံးကဒီပြီးသွားပြီပေါ့နော်ကြည့်ဒီစလုံးတွေကိုအလွတ်ရအောင်လုပ်ထားမယ်နော်